အားလုံးပဲမင်္ဂလာပါ Yumi Podcast Season ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဟုတ်ကဲ့ပါဒီနေ့မှာတော့ကျွန်တော်ညီကိုတယောက်ကနေပြီးတော့ဒီနေ့ back kit တွေမှာပေါ့နော်ဘာကြောင့်ချိလို့ရအရန်ခက်စားလာလဲဘာကြောင့်ဖောက်ပြန်တာလူတွေအတွက်ပေါ့နော်တမန်ယူကြလို့တာမန်လို့ဖြစ်လာလဲဆိုရင်အကြောင်းကိုပြောပြပေးသွားဖြစ်ပါတယ်ဆိုတော့စလိုက်အောင်ဗျာပထမအချက်အနေနဲ့ social media မှာအတစ်တယောက်ရှာဖို့တော့အရန်လွယ်ကူလာတယ်ပေါ့နော်ဟိုလက်လေးတစ်ချောင်းနဲ့လက်လေးတစ်ချောင်း text တစ်ခုလောက်တက်လေးလောက်ရတာနဲ့ရီးစားရိုက်ခစ်တွေဖြစ်နေပါတော့ဘာကြောင့်ဆိုတော့အခုခေတ်နောက်ပိုင်းတက်လိုက် generation ရတယ်ပေါ့ social media ကိုအရန်သုံးကြတဲ့အခါမှာရီးစားကိုအတူမရှာတော့ငါတို့ follow my like တော့တော့ရီးစားကိုတော်တော်လေးကိုသုံးနှစ်သုံးမိုးကွာသုံးနှစ်သုံးမိုးဆောင်းရစာလေးရေးပြီးဆောင်းအခုခေတ်ကတော့ text တွေတခုတကြောင်စာကြောင်နဲ့ရီးစားဖြစ်နေ9မိနစ်နဲ့ရီးစားရိုက်နေတယ်မမလို့3နှစ်တော့စောင့်ကြမယ်နော်10မိနစ်နဲ့ရီးစားရိုက်နေတယ်ရှိရပါတော့အားကြောင့်မျိုးလဲအဲ့လိုချိတာဖြစ်ချိရခက်စားလာဖြစ်ပါတယ်ပြီးတော့ဒုတိယမြောက်တစ်ချက်ကဘာလဲဆိုရင်ကိုယ့်ဘက်ကနေပြီးတော့ယုံကြည်မှုတွေကိုယ့်ရဲ့တန်ဖိုးတွေကိုသွားပြီးတော့အရင်ပေးမိတယ်ကွာဒါ positive thinking အရင်များသွားသူတို့အကောင်ပဲအမြင်တွေးပြီးတော့သူငါ့ကိုမလုံလောက်ပါဘူးလေတဲ့မှာသူငါ့ဘောဒီလိုတော့မလုံလောက်ပါဘူးလို့တွေးတယ်အများသဖြင့်လောက်ကြအဲ့လိုမျိုးပဲအလုပ်လိုက်အောင်လာဆိုလည်းခံလိုက်အောင်နော်အဲ့လိုခံမှုတယ်ပေါ့နှစ်ခေါက်သုံးခေါက်လောက်ရှိခံမှုဘာမှငါခံမှုတယ်ဆိုတာတက်စာပေါက်ခံမှုတယ်အဲ့လိုမျိုးကိုယ့်ဘက်ကနေပြီးတော့ယုံကြည်မှုတွေကိုယ့်တန်ဖိုးတွေအများကြီးပေးမိတဲ့အခါမှာကိုယ့်တန်ဖိုးလျော့ပြီးတော့ကွာသူတို့ရဲ့ advantage ယူသွား advantage ယူသွားကွာဆိုတော့အဲ့အချက်တွေဆိုရင်တော့မကောင်းဘူးပေါ့နော်နောက်တစ်ချက်ကတော့ reflect တိတိရတာနဲ့ဆက်သွယ်နေရပါတော့။အဲ့ဒါဆိုရင်လည်းဒီကြချိလောက်ကြပါเนาะဘာကြောင့်လဲဆိုတော့ကျွန်တော် reflect မသိရနေတော့သွားတွဲနေမှာသွားတေးကြလေးအချိန်ညရောတော့ကိုယ့်ကိုယ်တော့တက်စာဖောက်ခံမှာလောကကြီးကို 100% တော့ sure ဖြစ်နေပြီပါတရားဆိုတော့101ဟမ်101ဟုတ်ကဲ့တော့အဲ့ဆိုရင်ဘာလို့ရှောင်းလဲ reflect တွေရှောင်းဆိုတော့တောင်းချက်ပြပြပါမယ်နောက်ချက်ကဘာလဲဆိုရင်သူကဘာလဲဆိုတော့ပျော်တဲ့အခိုက်အတန့်လေးပဲလိုချင်တာကွာသူကဆက်စချင်း relationship ဆက်စချင်းဆိုရင်ပျော်တယ်လေနောက်ပိုင်းအစပိုင်းလေးပဲလိုက်တွေးတာလူတွေကိုတဲ့ဟိုပြောနောက်ပိုင်းလေးမျိုးကွာတယ်မှာတကယ်အစ်စ်ကိုမသိချင်တာဟုတ်တယ်ကိုဆက်စချင်းဟန်ဆောင်တဲ့အပိုင်းလေးကိုသူကြိုက်တာသူကပျော်တယ်အဲ့ဒါလေးပဲတွေ့ရလူတယောက်တွေ့လိုက်တယ်ခဏပဲပြီးရင်နောက်တစ်ယောက်တက်တွေ့ပြောင်းသွားပြောင်းနောက်တစ်ယောက်တက်တွေ့အဲ့ကြောင့်လူရဲ့တဘောတည်းအဲ့နေရာမှာတာယာပျော်မွေ့သွားတာကွာအဲ့မျိုးလေးကွာသိတာဆိုတော့တို့စီမှာ variety လေးလည်းမရှိတော့ဘူး variety ဆိုတာတခြားချိန်ပြောရမှာပေါ့နော်တက်စားလည်းမရှိတော့ဘူးပေါ့နော်အဲ့မျိုးကောင်းသူစိုးဖတ်တွေလည်းမရှိတော့ဘူးနော်သူကပျော်တဲ့နောက်ကိုပဲလိုက်ရှင်နေတာအဲ့ကြောင့်အခုခေတ်မှာအဲ့မျိုး cheap လုပ်တာအများများလာဖြစ်ပါတယ်ဆိုတော့နောက်ချက်ကတွားလိုက်အောင်နောက်တစ်ချက်ကတော့စိတ်အပြောင်းလဲမြန်တာပေါ့နော်စိတ်အပြောင်းလဲမြန်တာဆိုဘယ်လိုပြောမလဲဆိုနောက်တစ်ယောက်သူဒီအခုလက်ရှိတွဲနေတယောက်တွဲနေနောက်တစ်ယောက်ထပ်တွေ့ရသူထက်ကောင်းသူထက်တာတယောက်ထပ်တွေ့ရထပ်ပါသွားပြန်အောင်ထပ်ပါသွားပြန်အောင်အချက်ကလည်းစိတ်ပြောင်းလဲမြန်တော့အချက်ကလည်းအပြောင်းလဲမြန်အဲ့ကြောင့်အခုခေတ်မှာအဲ့လိုမျိုးလူမျိုးကြီးများတဲ့အခါကျတော့ cheap လုပ်တာတော့ normal ဖြစ်နေ normalize ဖြစ်နေပါတော့တကယ်တော့အဲ့အရာကောင်းလားဆိုတော့ကောင်း social media ရဲ့ဟို help နည်းနည်းလဲအဲ့လွယ်သွားရပေါ့ဟုတ်တယ် social media effect လဲပါတာပေါ့နော် social media မှာကောင်းလေးချောချောလေးဟာကောင်းမလေးချောချောလေးဆိုတွေ့လိုက်တိုင်သွားပြန်အောင် top flip လုပ်လိုက်ပြန်အောင်ဒီစားတက်သွားပြန်အောင်နောက်တစ်ခါနောက်တစ်ယောက်အဲ့လိုမျိုးဖြစ်တဲ့အခါမှာဟိုလိုပြောလဲ cheap လုပ်တာကြီးများလာပါတော့နောက်ချက်ကကြောက်ပါလဲဆိုခုနပြောနေတဲ့ဆက်တယ်ခုနချက်နဲ့ဘာလို့သူပြင်းတတ်တဲ့လူတွေကွာဒီအကြာကြီးကိုနော်ဒီလူတယောက်အကြာကြီးမတွဲတတ်ဘူးဒီလူတယောက်ကအဲ့လူတယောက်ကိုတွဲပြီဆိုရင်အလုံးစုံ3 4 5လအထက်ပူမပူဘူးပေါ့နော်အဲ့လိုလူမျိုးတွေအရန်ပြင်းကြီးတတ်တဲ့ boring type တွေကွာဒီအရန်သူတို့ကတကယ်မချစ်ဘူးပေါ့နော်ဆိုရင်သူတို့ဆက်စားပိုင်းတော့ချက်ကောင်းချက်နေမယ်နောက်ပိုင်းကျတော့သူတွေကပြင်းလာကွာတော့ဒီလူပဲတွေ့ဒီလူမျက်နှာပဲကြည့်နေရတာပြင်းသွားတတ်တဲ့လူမျိုးတွေပေါ့နော်အစ်အဆန်းကိုကြိုက်တဲ့လူမျိုးတွေလို့အများဆုံးတွေ့ရတာပေါ့နော်အချို့ဆိုငယ်ရဲ့အရွယ်တွေမှာပိုတွေ့ရတယ်ဟိုငယ်ရဲ့16 17တည့်ရလေးကြည့်ရတယ်ရေခုန်တဲ့အရွယ်တွေမှာပိုတွေ့တာပေါ့နော်အဲ့ explore လုပ်ချင်တယ် explore လုပ်ချင်တဲ့အချိန်မှာတော့ဟိုတခုတည်းယူအကြာကြီးစုပ်ကင်ထားကြအောင်ဘာစုပ်ကင်တာဟုတ်အချစ်ကိုပြောတာဗျတခုပြောလိုက်လန့်သွားနော်အကြာကြီးမျိုးမင်းပြောလို့စုပ်ကင်မထားခြင်းကွာနေနောက်ဟာလေးပြောင်းကင်နေတာပါတဲ့မှာမင်းကငါပြောဒီကင်နေမှာကြာကြီးကြာလာတော့ပြေးလာတယ်ပတ်ဟုတ်ဒီကင်တော့ပန်းစီပြောင်းကင်တာပေါ့မျိုးပေါ့နော်စိတ်ကစားပြီးတော့အရန်ပြင်းတဲ့လူမျိုးတွေမှာဆိုရင်လည်းအခုလိုမျိုး cheap လုပ်တဲ့တိုက်မျိုးတွေ့ရတယ်ပေါ့နော်အခုမျိုးကတော့ညီးဝဲလေလည်းပြောလို့ရပါဘောနော်ပြင်းစရာလည်းကောင်းတယ်သူတို့ဆိုလို့ညီတခုခုဆိုအကြာကြီးမလုပ်တတ်တဲ့ညီးဝဲလေလူတွေမှာအမျိုး cheap လုပ်တတ်တာကိုတွေ့ရတယ်ဆိုတော့တကယ်တော့အဲ့အရာကြီးကမကောင်းဘူးပေါ့နော်အကိုဆိုရင်ကငါဆိုရင်တယောက်ဆိုတယောက်ဘယ်တော့ဆိုဘယ်တော့ပဲရုံနေမလားကျွန်တော်ပဲဘယ်တော့ပြောင်းသွားတော့မှနောက်တစ်ယောက်ပေါ့နော်ဆိုတော့အဲ့မျိုးလူမျိုးကြီးရှိတော့ပိုကောင်းတာပဲငါတို့လိုမျိုးပေါ့မရှိရင်လည်းအခုလိုမျိုးချိလောက်တာခက်ရှာပေါ့အခုလိုမျိုးရှားပါပဲကျွန်တော်တို့လိုမျိုးတက်ဆာရှိလူတွေကဆိုတော့တကယ်တော့အကြံပေးချင်တာအကောင်းအကြံပေးချင်တာတော့ပေါ့နော်ဒီခက်ကြီးမှာချိလောက်ဖို့တော့မတွေးပါနဲ့ကိုတကယ်ချစ်ပြီဆိုရင်ချစ်တဲ့လူတွေပဲလုံးဝတေချာလေးပေါ့နော်ရေရှည်ကြာရှည်အောင်ဆက်သွားနိုင်ရင်ကောင်းလို့ပါပဲလို့ကျွန်တော်အကြံပေးချင်ပါတယ်မင်းကဘာအကြံပေးချင်လဲလုပ်ပါဦးကျွန်တော်လည်းအဲ့လိုပဲပေါ့အမြဲတယောက်နဲ့ပဲစုပ်ကင်ပြီးတော့မင်းကစုပ်ကင်ပဲဆိုရင်လက်ရတော့ဟိုဘဝရှေ့ဆက်လျှောက်ပေါ့တယောက်နဲ့ပဲစုပ်ကင်လာကြာရင်လက်ပူလာပါအဲ့ဆိုလက်လေးနည်းနည်းလက်လိုက်တော့ပြန်ကင်ပေါ့အကြာကြီးတော့မလွတ်ပါနဲ့တန်ရုပ်လေးနေပြောက်သွားမှာဆို
ဒီနေ့မှာတော့ကျွန်တော်တို့ဒီကိုညောင်းနေပြီးတော့ဒီနေ့ခက်မှာပေါ့နော်ချီလို့ရအရေးပန်းစားလာတယ်အရင် normalize ဖြစ်တာနဲ့ပတ်သက်ပြီးတော့ဟိုဖြစ်ရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးပြပြပေးသွားတာပေါ့နော်တကယ်တော့ချီလို့ရတာမကောင်းပါဘူးကိုခံနဲ့ချီလို့ခံတဲ့ခါမှာအရင်ခံစားဘူးရပေါ့နော်အဲကြောင့်သူများလည်းချီဖောက်ပြန်မှုချီလုပ်ဖို့အတွက် စဉ်းစားဖို့တည်ရမှာ တေချာလေး ဒါ feelings တွေကို တစ်ဖက်သားရဲ့ခံစားချက်တေချာလေးတွေးပြီးတော့မှလုပ်ပါတော့အကြံပြုချင်ပါတယ်ဆိုတော့ကျွန်တော်တို့နောက်တဲ့ Yumi Pocket Season တွေမှာလည်းဘယ်လိုကြောင်းတွေပြပြပေးသွားမလဲဆိုတော့ဆက်လက်ဆောက်လုပ်ကြည့်ရှုအားပေးကြပါဦးဗျာဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲအားလုံးတတာ ဒါ Yumi နှလုံးသားချင်းချိတ်ဆက်စို့